الحمد لله رب العالمين والصلاة والسلام على رسوله الكريم سيد المجاهدين إمام المتقين وقائد الغرر المحجلين وعلى آله وأصحابه ومن جاهد في سبيله إلى يوم الدين. شو لا جرى مسلمين وميا كميا ديني تنبيا مي قرآن جامع لا كان سورة عباس كان في باره di abasa kanda makami Roma jauh ke bare di kanda Roma wahya ithnatan wa arba'un ayah mubad wa ba'un lizen nabah pashi bare wa fiha rukun wahidun wa kadhalik ila al-akhir thuraga Quran jamnya ma kanda bang tia tase ne li shi bare balau shi le ngene balau shi le aya ne tase di surah Abasa kanda sin 80ဖြစ်ပါတယ်ဒါဘယ်လောက်ဖြစ်လဲ80သူကတော့သုံးဖို့ဘယ်လောက်ကြာနေလဲ80ဆိုတော့120 14 34ကြာနေတယ်အဲ့တော့ဒီ surah Abas ကနေပြီးတော့ဟို surah Wanas အထိsurah ပေါင်း34ဟာတရကူပဲရှိပါတယ်ဒီတော့2တကူ3တကူ4တကူအရင်ကဒီရှေ့ကဟိုမှာဟိုတစ်ကနေပြီးတော့89အထိစူရာရဲ့အနည်းဆုံး2ခုတော့ပါတယ်။ဒါပေမဲ့ဒီအဘာစာကစပြီးတော့သုံးဒီအထိစူရာပေါင်း34မှာဒါကူဘယ်ခုရှိလဲသူပဲရှိပါတယ်။ညာလေးထူးကြတယ်။အဲ့တော့ဒီစူရာအဘတ်နဲ့ပတ်သက်ပြီးတော့နဘဝတခင်ကျေးဇူးတော်ရှင်တမန်တော်မြတ်မုဟမ္မဒ်ဆလ္လာလဟ်အလိုင်းဝါဆလမ်ကမိန့်ကြားတော်မူခဲ့တာကمن قرأ سورة عبس جاء يوم القيامة ووجهه ضاحك مستبشر أجند جوها في سورة عبس يفضل سمسوي قيامة نجا أري بوغوية منها شوين بيالي شوين بيوني بيوني شيمي سورة عبس يفضل بوغوريها أميوذ مي بفيفي أميوذا بفيفي Kiamat ni yau ye, tu yang mana dia? Ane, pung ni mahu, jok ni mahu, pioleh, sunyap, pioleh si me. Di surah apa sebab itu? Ada ibu piol biar ni. Tu dah di kasih cani dia mah bare. Cuci cek lagi tu, timbia je nak. أن أتى رسول الله صلى الله عليه وسلم ابن أم مكتوم dia teman domnya khanduk Abdullah ibnu Ummi Maktum dari Ummi Maktum ya sah Abdullah sudah tahu gajiya tu kan mesti memang mesti ini apa ini tahu gajiya teman domnya kan jauh wa indahu sunadidu Quraysh အဲ့ဒီအချိန်မှာတမန်တော်မြတ်ရဲ့ထံတော်ဘာမှာကုရရှ်ရဲ့တကယ်အဓိပတိခေါင်းဆောင်တွေဖြစ်တဲ့ဥတဘဝရှိဘအစ်ဘ်ရဘီအာအဘူဂျဟ်အစ်ဘ်ဟီရှမ်အဘ္ဘာစ်အစ်ဘ်အဗ်ဒ်အလ်မက်တလစ်ဥမယာအစ်ဘ်ခလ်ဖ်ဝလ်ဝလီဒ်အစ်ဘ်အလ်မူဂီရာအဲ့ဒီအဘူဂျဟ်တို့တမန်တော်မြတ်ရဲ့ချာကြီးအဘ္ဘာစ်တို့ဥမယာအစ်ဘ်ခလ်ဖ်တို့ဝလီဒ်ဘင်မူဂီရာဥတဘရှိဘဒီပုဂ္ဂိုလ်ကြီးတွေကတကယ်ကောင်းဆောင်ကြီးတွေတမန်တော်မြတ်ရဲ့ထံတော်မှာရောက်ရှိနေတယ်။ يدعوهم إلى الإسلام رجاء أن يسلم بإسلامهم غيرهم ဒီပုဂ္ဂိုလ်ကြီးတွေတကယ်အစ္စလာမ်သာသနာအသင်းတို့ရောက်ရှိလာကြလို့ရှိရင်တနွေငင်တစ်စင်းပါဆိုလို့ကျန်တဲ့ကောင်းဆောင်တွေကျန်တဲ့မျိုးနွယ်တွေလည်းအကုန်လုံးအစ္စလာမ်တွေကိုရောက်လာလိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်ကြီးစွာနဲ့တမန်တော်မြတ်ကလည်းသူတို့ကိုသွန်သင်ဆုံးမဩဝါဒပေးရပြနေခဲ့အဲ့ဒီအချိန်မှာအဲ့ဒီထဲက فقال يا رسول الله أخرني وعلمني مما علمك الله وكرر ذلك وهو لا يعلم تشاغله بالقوم အဲ့ဒီအချိန်မှာခုနကတာဝကကြီးعبد الله ابن أم مكتوم ကသူခမမျက်စိကလည်းအလေးမရရှာတော့တမန်တော်မြတ်ဘသူတွေနဲ့စကားပြောနေတယ်ဘယ်လိုပုဂ္ဂိုလ်တွေရောက်နေဆိုတာလဲ तू ကမမြင်မသိမကြ तू ကတမန်တော်မြတ်ထံတော့ရောက်ရှိလာပြီးတော့ပြောလိပြောတတ်ရှိရတယ် يا رسول الله أخرني တမန်တော်မြတ်ကြီးခမကျွန်တော်သင်ပေးစမ်းပါ وعلمني مما علمك الله အလ္လာဟ်ရှင်မြတ်ကတမန်တော်မြတ်ကြီးဟာသင်ကြားပို့ချထားတော်မူတဲ့ဒီသနာတော်တွေကိုကျွန်တော်လည်းပြောပြတော့ပါ
ကျွန်တော်ဖတ်ပြတော့ဘူးဝကရတာလေဒါကိုပဲအဖန်တလဲလေးဘေးနဲ့ထိုင်ပြီးတော့လေပြောဓမ္မတော်မြတ်ကလည်းဒီကမျက်နှာကြီးတွေကိုဒီဟာပြဒီပုဂ္ဂိုလ်ကြီးတွေအစ္စလာမ်အတွင်းရောက်လာရင်တနွေငင်တစ်စင်ပါအကုန်လုံးအစ္စလာမ်တော်တွေရောက်လာလိမ့်မယ်ဆိုတဲ့မြို့လေးကြီးစွာတဲ့ဓမ္မတော်မြတ်ကလည်းဒီကိုတရားပြအဲ့ဒီအချိန်မှာဒီမျက်မမြင်သာဝကကြီးကဓမ္မတော်မြတ်ကြီးကိုကျွန်တော်လည်းပြောပြပါကျွန်တော်လည်းသိပြီးပါဘူးသူနာလေးနဲ့လာပြီးတခါလားအဲ့ဒါကိုဗမာလူဆရာမကြီးသူကလည်းလာပြီးတကြီးလုံးစကပုံလေးရှိသေးတယ်အဲ့လိုပါအရေးကြီးတဲ့ခါလာပြီးနောက်သားနေပြီးကျွတ်စီလို့တာကျွန်တော်တို့မေးဟာကြီးဥပါဒံပြောတာတော့အရေးကောင်းလို့ပါလေဒုံတောင်ဖြစ်ဆိုတာဟုတ်လားဒင်းတောင်ဖြစ်အဲ့လိုပေါ့လေတမန်တော်မြတ်ကဒီကုရရှ်မွန်းရဲ့ခေါင်းဆောင်ကြီးတွေကိုမြို့လင်းကျကြီးစွာနဲ့တရားပြနေတဲ့အချိန်မှာအဲ့ဒီဇာဝကကြီးအဗ်ဒူလာအစ်နူအူမီမက်တူသူခမရမျက်စိကအလင်းမရှိရှာတော့သူကလည်းသူအကြည့်တိုင်းတမန်တော်ကြီးမျိုးကြီးများကျွန်တော်သင်ပေးပါအောင်ကျွန်တော်ဖတ်ပြပါဦးဆိုပြီးတခါတဲ့ဒုတ်ပေးနေပြောဟာခရီးရဆူလ္လာဆလ္လာလဟ်အလိုင်းဝါဆလမ်အဲ့ဒီကမှတမန်တော်မြတ်ကလူသဘာဝနဲ့ဒါတော့အရေးကြီးတဲ့အချိန်မှာကိုယ်ဆိုပြီးနည်းနည်းလေးစိတ်ကြီးတွေမှာတမျိုးလေးကရီးဟာမကောင်းချင်မိတယ်ကတော့ဝကအလီကလာမီနောက်တမန်တော်မြတ်ကသူနဲ့စကားအဆက်ပြလိုက်နေစမ်းပါဦးကွာမင်းကလည်းရေးတယ်ဝအဘတ်ဝအာရတ်အိုင်အဲ့ဒီကမှတမန်တော်မြတ်ကအရေးတယ်ဆိုအဘတ်ဆိုမျက်နှာလေးနဲ့ကျုပ်မျက်နှာကြောတင်းတော့လက်ဖူးကြောတင်းနေခေါ်မှာဟုတ်လားလက်ဖူးကြောတင်းသွားတယ်မျက်နှာလေးနဲ့ပုတ်သွားဝအာရတ်အလူတဲ့فنزلت أريكم دي سورة جاء سورة عباس أريكم جاء أريك بيها teman tu jadi ada dah dia memang lalu ni kan dah pujuk dia lah akhirnya macam فنزلت فكان الرسول صلى الله عليه وسلم يكره ويقول إذا رآه مرحبا بمن أعتبني فيه ربي အဲ့ဒီကတော့တမန်တော်မြတ်ဒီကဲတော့တစ်ဖက်မှာစေနာလိုခဲ့နေတစ်ဖက်မှာအရေးကြီးဒီမျက်မြင်ကလာပြီးတကလားငါအရေးတယ်တူတူလာမေးရမလားဆိုပြီးတော့လူသဘာဝမြောက်တမန်တော်မြတ်ကနည်းနည်းလေးလက်ဖူးကျော်တင်းမိတယ်စကားလေးဖြတ်ထားလိုက်တယ်အဲ့ဒီကမှဒီမုတ်ဘတ်တော့ကြာကရှပ်တန်းနဲ့မှာပါတာကိုဆက်ပြောရမယ်ဆိုဒီမုတ်ဘတ်တော့ကြာလာတယ်အတိပ္ပယ်လူကြီးများကြားပါလိမ့်အဲ့ဒီကတော့တမန်တော်မြတ်ပိုင်နေအတိခံလိုက်ရတာကိုယ်တော်ဖတ်လိုက်တဲ့အခါလူကြီးများသိလိမ့်မယ်ဒီကဲ့သို့တမန်တော်မြတ်နည်းနည်းလေးနှစ်ဖူးကျော်တင်းလိုက်တယ်မဲ့မြင်ကိုနည်းနည်းလေးအဆက်ဖြတ်ထားလိုက်လို့အလတ်ပိုင်နိုင်ကြီးတမန်တော်မြတ်ကိုတမန်တော်မြတ်ကမြင်မမြင်တူလာပြီးမြင်နေတာနှစ်ဖူးကျော်လေးတည်မိတဲ့အတွက်စကားလေးဖြတ်ထားလိုက်တဲ့အတွက်အလ္လာဟ်ထမြတ်ကဒီမုတ်ပတ်ကြာအဲ့ဒီကတော့တမန်တော်မြတ်ဒီကရလာအဲ့ဒီသာဝကကြီးမမြင်လာတခါလေတမန်တော်မြတ်ကအဝူကြီးတဲ့အခါမရဟဘန်ဘီမန်အာတဘနီဖီဟီရဘ်ဘီညမြကြွားပါဖခင်ကမိကြောင်ကအတိခံကြွားပါမရဟဘာကြွားပါအရင်ဆုံးကြွားပါနေရထိုင်ရင်တမန်တော်မြတ်ပြေးလို့ရှိတယ်ဝယကူလ်ဟလတ်မင်ဟာဒါဘာကြအလိုရှိပါလဲအဆက်ဖြတ်ဖို့ဝေးရောတမန်တော်မြတ်ကြီးကိုရော်ရင်ကကိုတခါတဲ့ဘာမှမပြောရမလဲပြတလေကြွပါခင်ဗျာကြွတော်မူပါဘာလေးများအလိုရှိပါလဲတခါလေးကျတော့မေးတယ်မာသာတူရီဟလတ်မင်ဟာဂျာဘာများအလိုရှိပါလဲကျွန်တော်ဘာဆောင်ရွက်ပေးရမှာလဲစသည်ဖြင့်တမန်တော်မြတ်ဟာပြတလေဝကြီးဝင်ပြုံကံကပြုစုတော်မူတယ်ဒါနဲ့ဆဲပြီးတော့တင်ပြမယ်ဆိုရင်တမန်တော်မြတ်စေနာမှတ်ပါတယ်ဒီအရဗ်ကုရရှ်ခေါင်းဆောင်တွေအစ္စလာမ်ဘာသာတွေကိုရောက်လာတယ်ခေါင်းဆောင်ကြီးတွေရောက်သွားတယ်နောက်လိုက်ကြီးဆိုတာခေါင်းဆောင်ကြည့်ပြီးတော့ကိုခေါင်းဆောင်ပါပါတော့ကပါမှာပဲအဲ့ဒီစေနာနဲ့တမန်တော်မြတ်ကလည်း
အဲ့ဒီဥတုဘာရူရှိုင်ဘာရူအဘူဂျဟ်စတဲ့ပုဂ္ဂိုလ်ကြီးတွေလီလီစာစာလူလူချင်းချင်းမဲ့ကြီးစွာနဲ့တရားပြအဲ့ဒီအချိန်မှာဒီမြင့်မြင့်သာဝကလာပြီးကြတာအလင်ဒီမီမာအလကမလောအခရီနီမီမာအခရာကောလောတမန်တော်မြတ်ကြီးခင်ဗျာကျွန်တော်လည်းသင်ပေးပါဦးကျွန်တော်လည်းပြောပါဦးအဲ့လိုတမန်တော်မြတ်ကမြင့်မြင့်သာဝကကြီးအဗ်ဒူလာအစ်ဘနူအမ်မီမက်တူမာနည်းနည်းလေးစိတ်ထဲကဒီနည်းအပြင်ဘာပြောရမလဲကွက်တွားတော်မူလိုက်တဲ့အခါအလ္လာဟ်ရှိကဒီမိတ်ကိုကြားတယ်အတိတ်ပဲကသူ့ထံတမန်တော်မြတ်ကိုအလုံးတဲ့အလ္လာဟ်ကချစ်တာအတိတ်ထားလို့မပြောဘူးအမေသူ့ထံလေမျက်မြင်မြင်တရားဟုတ်တယ်သူကနှစ်ဖူးချုပ်တယ်ကြောပြီးတမန်တော်မြတ်ကိုတဲ့ပြောလိုက်တမန်တော်မြတ်ကြီးတိတ်ချိသွားမှာမလို့အာရဗ်စာပြီးကနည်းနည်းလေးရှောင်ပြောတယ်တုံမယောဂနဲ့ပြောမယ်အစားအခုဘာယောဂနဲ့ပြောမယ်သူနဲ့သာပြောတယ်အသိလို့မပြောဘူးသူလေသူစတမန်တော်မြတ်ကိုပြောတာသူလေသူ့ထက်မျက်မမြင်ရောက်လာတယ်သူကမျက်နှာရှုပ်တယ်နှစ်ဖူးကျော်တင်းတယ်ကျိုးပြီးအဲ့ဒီကတော့တမန်တော်မြတ်ပြောဝမယူဒရီကလာအလဟူယဇက်ကအသင်သိသလားသူဟာတရားရနေပါမျက်မြင်မြင်ဆိုလို့တရားမရနိုင်ဘူးပါဘူးအောယဇက်ကဖတန်ဖာဥဒိကရာသူရိမိုအသင်ကတခုခုသူပြောပြအဲ့ဒါကိုတွေးတော်မယ်စဉ်းစားမယ်ဆင်ခြင်မယ်အဲ့ဒီဆင်ခြင်လို့တရားကသူ့အကျိုးပြုနိုင်ပါတယ်မျက်မမြင်မလို့အထင်သေးလို့မရဘူးအမမန်မနစ္စတဂနာဖအန်ဒလဟူတဆွတ်အခုကြတော့အသင်စကားမကြားခြင်းမသိခြင်းမမြင်ခြင်းအသင်မျက်နှာကိုမှမမြင်ခြင်းအတ္တကြီးမားလာတဲ့ဒီခေါင်းဆောင်ကြီးကြတော့အသင်တရားမကြားခြင်းမနာခြင်းအသင်ကိုပြီးမကြည့်ခြင်းနဲ့လူကြီးကြတော့အသင်ကအမဲတဲ့လိုက်နေပါတဲ့ပေါ်ရွေးနေပါလားအဲ့ဒီကြတော့ကိုယ့်ကိုချင်းကပ်တဲ့လူကြတော့အသင်ကမျက်နှာလွှဲကြတယ်ကိုယ့်မျက်နှာမကြည့်ခြင်းတဲ့လူကြတော့အသင်တမန်တော်ကအမှကြွပါခင်ဗျာဝမအလိုက်ကအလ္လာဟ်ယဇက်ကသူတို့တရားမြတ်တော့အသင်မှာဘာတန်ဝင်ရှိလို့လဲဝအမမန်ဂျာယဆာလူတယောက်ကတခါတည်းပြေး၍လာတယ်လာတဲ့ခါမှလည်းအမလီသူ့မှာအနေရီပေါင်းမြောက်ဆိုပင်လေရီဝေလီရဲ့မျက်မမြင်ဘူးလာမယ်တယောက်ကခေါင်းပုတ်မလားတွင်နေလှိတ်ကြမလားသူ့အဝိပဲလူယူမလားအဲ့ဒီဖအန်တအာယုတလာအဲ့ဒီကြတော့အသင်ကလူလူချင်းချင်းလာတဲ့မျက်မြင်မြင်ကြတော့အသင်ကမျက်နှာတွေ့တာအသင်မျက်နှာမှမကြည့်ချင်အသင်အသံမှမကြားချင်တဲ့လူကြတော့အမအသင်ကတေးပြီးပေါ်ရွေးပါလားအဲ့ဒါကြောင့်အဲ့ဒီသာဝကကြီးတမန်တော်မြတ်ထားလိုက်မာဟာဘန်ဘီမန်အာတဘနီရဘ်ဘီဖီကြွားပါခင်ဗျာကျွန်တော်အတိခရရတယ်သာဝကကြီးကြွားပါဘာများလူရှိပါလဲကျွန်တော်ဘာကူညီနေမှလို့အဲ့ဒီနေရာစပြီးတကယ်တမန်တော်မြတ်သိပြီးပေါ်ပေါ်ရွေးနေအဲ့ဒီသာဝကကြီးဖြစ်တယ်ဒီမုဂ္ဂဘတ်တော်နဲ့ပတ်သက်ပြီးတော့စဉ်းစားလိုက်ရင်တမန်တော်မြတ်ရဲ့အစီအမံလည်းမှတ်နေဒီကောင်းဆောင်တွေအထက်ဝင်လာရင်အစ္စလမ်ဘောင်တွင်းရောက်လာရင်အစ္စလမ်သာသနာတခါရနေလို့လားလို့ဟုတ်လားပြတ်ပွားလာမယ်ထွန်းလင်းလာမယ်တောက်ပလာမယ်ဒါပေမဲ့တစ်ဖက်မှာဖြစ်နေတာကမျက်မြင်ကြည့်တယောက်တမန်တော်မြတ်ကအထင်သေးမိဇယောင်ယောင်လေးသွားပြီးတော့ဖြစ်အဲ့ဒါကိုသိချာခွဲစိတ်ကြည့်လိုက်တဲ့ခါကျတော့ကောင်းပြီအကယ်၍တမန်တော်မြတ်ရဲ့ဟောပြောမှုကြောင့်အဲ့ဒီလူစုတစ်ထေးမျက်နှာကြီးတွေအနာရှိတဲ့ပုဂ္ဂိုလ်အစ္စလာမ်နဲ့ဝင်လာပြီးထားပါမျက်နှာကလေးကဘာပြောမလဲတို့တမန်တော်မြတ်ကြီးကလည်းတစ်ထေးမှလူထင်တာတို့အစ္စလာမ်ကလည်းဆင်းရဲသားတွေကိုတဲ့မကြည့်တဲ့အစ္စလာမ်တစ်ထေးမှမျက်နှာကြီးကဟင်းမပါတဲ့အစ္စလာမ်တို့တမန်တော်မြတ်ကြီးကလည်းအရေးကြတော့ဟေးတစ်ထေးတွေမှလူထင်တာလို့ဆိုလိုက်တယ်အမဲဆက်ကြီးဟာခုနလူ၄-၅ယောက်အစ္စလာမ်ကိုလက်ခံရတဲ့ပူတတ်မှုရှိပါဟုတ်ပါလားအစ္စလာမ်မှာဆင်းရဲသားတွေကမ္ဘာမှာဆင်းရဲသားအများစုလုံးမတဲ့လူအများစုဒီလူ၄-၅ယောက်ငင်းညာပြီးတကလားတမန်တော်မြတ်ကဦးစားပေးလိုက်ဆင်းရဲသားလောကကြီးတစ်ခုလုံးကဘာပြောလားဟာအစ္စလာမ်ကတထေးဝါဒတထေးပါလားတို့တမန်တော်မြတ်ကြီးကတော့ကြော့ပြောရဆိုတော့တထေးခေါင်းဆောင်ကြီးတွေမှာလူထင်တာဆိုတဲ့အမဲဆက်ကြီးရှိအတွေးကြီးတစ်ခုဟာဆင်းရဲသားတွေအုံနောက်ထဲဝင်သွားရင်ဒါအစ္စလာမ်နဲ့ဖြတ်မှုကြီးဆက်အဲ့ဒါကြောင့်မို့လို့အလ္လာဟ်ရှိမြတ်ကဒီနေရာမှာတမန်တော်မြတ်ကိုတော်တော်လေးပိုင်နိုင်သတိပေးထားတော့ဖြစ်စကညက်ကလေးပြောပြစီနာမည်လေးတော့ကျွန်တော်မေ့ဟဇတ်ဥမလက်ထက်ရှိမြင်တယ်ပါမြင်ကြီးရှိမြင်တယ်ပါကာဘာကျောင်းတော့တဝါဖ်လေ
Arab dulu dia pesui. Nak sihir aja kau me. Kaba jauh nama aku hajat tu jauh kira. Eri mah tadi sihir aja. Amiu demi amiu dah aku mesti mau. Aku mudah ni. Eri kama tu rubio jauh. Sihir aja aku. Eri simi begini pesui dah kita ni dulu. Pesui itu tiang yang kita. Kila je kan sihir aja. Ngah begini pesui dah ni ada orang tu kita cedek payah apa tu. Simi go. ပစိုးလေးနဲ့ကျွတ်သွားတယ်ရှက်တကွယ်အကျိုးနဲ့ဖြစ်တယ်ငါပစိုးစားနေရမလားဆိုပါရိုက်တာပွားပြုတ်ဟာဇတ်ဥမလက်တဲ့အဲ့ဒီဆင်းရဲတာသမရရှိတာသမရကြီးခင်ဗျာဘယ်ဘယင်ကကျွန်တော်ပါရိုက်ကျွန်တော်မှအပြစ်ဖြစ်သွားဆောင်ပြုတ်သွားဆင်းလိုက်ရောက်တာကျွန်တော်နာမည်လေးပေးပြီးကဲဘယ်တိုင်းပြည်ကဘယင်ကြီးခင်ဗျာခင်ဗျာသူပါရိုက်ပါရိုက်ပါအရင်မဲကျုပ်ပစိုးစံနေရိုက်သွားကျိုးသွားဟာဇတ်တို့မှာပါရိုက်တယ်ရိုက်သွားကျိုးပြန်ချိုးလိုက်မင်းမတရားသူသွားချိုးရင်မင်းတို့သွားဆောင်ချိုးမလိုက်သမဏကြီးခင်ဗျာကိုရှိမင်းကသူနဲ့ကျွန်တော်နဲ့ဘယ်လိုများတက်လို့ပြကျွန်တော်ကဘယင်သူကစီးရတာကျွန်တော်ကျန်တဲ့ကြီးတဲ့တော့ထိုင်တိုက်တယ်လို့မဟုတ်ဘူးဘယ်အရာကများကျွန်တော်တို့ရှင်းမရင်နဲ့စေးရအောင်ကျန်တဲ့ကြီးတဲ့တန်းစားရဖြစ်အစ္စလာမ်လေအစ္စလာမ်ဘာသာကိုသက်ဝင်ယုံကြည်ပြီးသေးတော့ဘယင်မရှိတရောင်းစားမရှိတထဲမရှိဆင်းရဲမရှိအဲ့လိုဆိုတော့အဲ့တခုတော့ရှိသူကများချမ်းသာကိုပြီးလိုက်သွားအချိုးခံရတယ်ဆင်းရဲတာကကျွန်တော်ခွင့်လို့ပါတယ်လို့မြပြောလိုက်ဒါတပါသူကသာခွင့်မလို့ရင်သူသွားတစ်ချောင်းဘယင်ကချိုးရင်အဲ့ဒီဆင်းရဲတာကရှင်းမြသွားတစ်ချောင်းကိုချိုးမယ်အဲ့ဒီကမှအဲ့ဒီဘယင်ကဒါမြင်သမရာကြီးခင်ဗျာကျွန်တော်3-4ရက်လောက်ဖွင့်ပေးပါသမရာကျွန်တော်မပေးနဲ့ဒီမှာတည်းလို့ခင်ဗျာတည်းသူ့ရှိခွင့်ပါအဲ့တော့ဟိုကဘယင်ဒီကဆင်းရဲတာအဲ့တော့ဘယင်မင်းမြတ်ကငါလူလားငါ3ရက်လောက်တော့ဖွင့်ပေးပါဆိုတော့ဘယင်လူတန်းစားကဆင်းရဲတာဖွင့်ပါလို့ဟိုကအလိုလိုပေးနေတယ်ဟုတ်ကဲ့ပါရပါတယ်ဘယင်မင်းမြတ်3ရက်နေရုံးချင်းတော့မလားရစ်တယ်ထွက်ပြေးပြီအဲ့ဒီဟာဇတ်ဥမာကပြောအဲ့ဒါကြီးသိခံရတော့တချို့လူတွေကထင်လိုက်မယ်ဒီလိုဘယင်တယောက်ဘယင်တပါးအစ္စလာမ်နဲ့ဝင်လာအစ္စလာမ်ကိုရှိတယ်အဲ့ဒီကုံကဆင်းရဲသားတွေအစော်ကားခံရပါသလားအစ္စလာမ်မှာဆင်းရဲသားတွေတော့သွားပြုတ်ခေါင်းပြလက်ဖြတ်ဘာမှတမိုးမရှိဘူးဆိုတဲ့အစွဲကြီးဟာဆင်းရဲသားလောကနဲ့ဝင်သွားရင်အဲ့လိုဘယင်တပါးမို့အပတ်1000ထွက်ပြေးပါစေနည်းနည်းလေးမှမမှုပါမင်းလိုဘယင်ထွက်လာပြေးငါဆင်းရဲသားတွေတော့အတိပါဆိုလိုတာကအစ္စလာမ်ဟာမြေရှင်ကြီးရှင်ဒနာရှင်အမြတ်ကြီးစားဟုတ်လားအာဏာကြီးတွေပုဂ္ဂိုလ်တွေသာမဟုတ်ဒီမှာတရားမင်းသူ့သွားရောက်ချိုးတယ်ချိုးပလိုက်အဲ့ဒီတိုင်းမှာတမန်တော်မြတ်ကြီးလို့စကလေးတခုပြောပြတယ်အရင်လေးက10ရက်လောက်တုန်းကတမန်တော်နူးရဲ့အကြောင်းပါတမန်တော်နူးရဲ့ကလည်းဒီပေါင်900တရားသူတို့ကဘိုးကြီးတော့ပြောရတယ်ဟဲ့ဒီဘိုးကြီးစကားနာအဲ့ဒီတမန်တော်နူးရဲ့နောက်လိုက်ကြည့်သားတွေကဆင်းရဲတာလေအဲ့တော့တချို့နည်းနည်းချမ်းသာတဲ့လူတွေကကောင်းစလေးပါတက်စရီအာယုံအထင်သေးတဲ့လူတန်းစားအောက်တန်းကြတဲ့လူတန်းစားဆင်းရဲတဲ့လူတန်းစားဟာဇတ်နူးကမင်းတို့ကသူတို့ကိုအထင်သေးပြီမဲ့လို့မင်းတို့အထင်သေးနေတဲ့လူတွေကိုအော်ရှိမြတ်ကတရားမပြဘူးလို့ပါတာသူတို့ဂျန်နတ်မရဘူးလို့မြတ်ဘယ်ကျန်နေပါလို့ငါမစွတ်နိုင်တမန်တော်နုဟာဆင်းရဲလိုက်ညီဝဲပိုက်ထားခဲ့ဒီတော့ဒီတနေရာမှာနတ်ဘဝကထင်ကြီးဆိုတော့ရှင်တမန်တော်မြတ်ကြီးဟာမိမိကိုယ်တိုင်ကကိုဆင်းရဲတာပါတမန်တော်မြတ်စုပါအလ္လာဟူမယနီမစ္စကီနန်ဝအမစ်နီမစ္စကီနန်ဝဘအသနီမအလ်မဆာကီအိုအလ္လာကျွန်တော်မျိုးဆင်းရဲရတာအဖြစ်နေပြစီ
ဆင်းရဲသားအဖြစ်နဲ့နေပြကီယာမတ်နေကြရင်လည်းကျွန်တော်မျိုးကဆင်းရဲသားတွေနဲ့အတူတူပဲဖက်ပြီးတော့ထားပါရစေအလ္လာဟူမအဟယီနီမစ္စကီနန်ဝအမစ်နီမစ္စကီနန်ဝဘအတ်နီမအလ်မဆာကီအဲ့တော့ဆင်းရဲသားတွေထောက်ထားကြတာစာတာတော့မူတဲ့ဒုတမန်တော်ကြီးကဒီတကွက်ကလေးမှနည်းနည်းကလေးဘုပုဂ္ဂိုလ်ကြီးတွေတရားရစီခြင်းလို့ခဏလေးဟောအရေးတဲ့မင်းကလည်းလို့ပြောမိရတယ်ဒီမှာဒါကြောင့်ကြွအောင်လာကြတဲ့မွတ်စလင်ညီတော်များခင်ဗျာအစ္စလာမ်အရေးမှာအထူးသဖြင့်မျက်နှာငယ်လေးတွေဟေးရဲပါမအိမ်နဲ့နော်မျက်နှာငယ်လေးတွေမရှိစင်းရတဲ့ရတင်ကလေးတွေအမျိုးသမီးတွေပူပြီးထောက်ထားပူသနာပူလီစာကဲကျွန်တော်ဒီအတိတ်ပဲပြောပြأعوذ بالله من الشيطان الرجيم بسم الله الرحمن الرحيم زكزكلي جامي ده ပြောလိုက်ဒီအိဗယ်မမြင်အဲ့ဒီမျက်မမြင်ကြီးဟာသူ့နာမည်ကိုမှတ်မိတယ် Abdullah bin Maktoum Abdullah bin Maktoum သူ့မိမိက Maktoum သူသားက Abdullah မျက်မမြင်အဲ့ဒီမျက်မမြင်ကြီးဟာဘယ်သမဒလက်ထက်တော့မသိကာဒစီယာတိုက်ပွဲမှာဘယ်တိုက်ပွဲမလဲကာဒစီယာဗါလေကာဒစီယာတိုက်ပွဲမှာတန်ကြာအင်းကြီးဝိတ်အစ္စလာမ်အလံကိုငွာဆွေ့ကြည့်ကစစ်နေပြင်မှာမရိုက်တယ်ငါပြည့်မယ်ဒါပေမဲ့အစ္စလာမ်အလံကိုတော့ငါကိုင်းနေတယ်မြားကြငါခိုင်နေတော့တန်ကြာဝိတ်ထားတယ်ကာဒစီယာတိုက်ပွဲမှာခုခေတ်တုန်းကဆိုအလံကြိုက်အလံကြသွားတယ်ဆုံးတာအလံမလဲစတဲ့အသက်အသေးခံမယ်အလံအလဲမခံဘူးမြန်မာလူရှိတယ်မို့လားလှီခွက်ချီကြံအလံမလဲဘူးဟဲ့ဆိုတဲ့အဲ့ဒီသာဝကကြီးအဗ်ဒူလာဘင်မက်တူမ်ဟာကာစီယာစစ်ပွဲမှာမျက်စိအလင်းမရှိပါဘလိကနဲ့အစ္စလာမ်အတွက်ရှဟီဒီအဖြစ်နဲ့ခင်ဗျားတို့ပြောတဲ့မာတင်အဖြစ်နဲ့သိရင်တော့တန်ချက်ကအဲ့ဒီဝစ်တယ်အစ္စလာမ်အလံကိုငွာဆိုတဲ့သူထူနောက်ဆုံးအဲ့ဒီစစ်မြေပြင်မှာပဲအဲ့ဒီမျက်မြင်သာဝကကြီးအဗ်ဒူလာဘင်မက်တူမ်ရှဟီဖြစ်သွားခဲ့ရှာဂုဏ်ယူစရာပါဝိကြွားစရာပါကဲအခုဆက်တော့ أعوذ بالله من الشيطان الرجيم بسم الله الرحمن الرحيم عبس وتولى أن جاءه الأعمى توتا မြင့်မြင့်တယောက်လာတဲ့အတွက်သူကလေနှစ်ဖူးကျော်တင်းနေမျက်နှာပုတ်ထားတယ်ကြိုးပြီးလိုက်ဝမယူဒရီကလအလဟူယဇကအသိသိလားသူဟာတရားမရနိုင်ဘူးလို့မြတ်အသိထင်လားအောယဇကရူဖတန်ဖာဟူဇီကရာဒူရီမအသိတမန်တော်ကသူအားတစုံတရာဆုံးမရင်အဲ့ဒီဆုံးမပဲ့ပြင်းတဲ့ဩဝါဒတော့တွေးတော်ဆင်ခြင်မှာကအဲ့ဒီရဲ့ဆင်ခြင်တုံတရားသူ့မြအကျိုးမပေးနိုင်ဘူးလို့မြအသိထင်လားအမ္မာမန်စ္စတောနာဖအန်တလဟူတဆဒ္ဒတွေးတော်ဆင်ခြင်မှာကအဲ့ဒီရဲ့ဆင်ခြင်တုံတရားသူ့မြအကျိုးမပေးနိုင်ဘူးလို့မြအသိထင်လား أما من استغنى فأنت له تصدى أقوله أتينو كيو ممولي أتينو ممولي ما بالوالي لوليجاو فأنت له تصدى أتينا تيجيرو كايا لبانا تيجيزا لبانا وما عليك ألا يزكى أري يبيتي هاميان أتيما أبيت زنجي أمشيباအသိတော်ဝင်ဟာပြဟောမှုတွင်တင်ဆုံးမဖို့ရှိပါတယ်တရားရကောင်းစီအသိတော်ဝင်မဟုတ်အဲ့တော့အဲ့ဒီတရားမရလို့အသိမှာဘာလဲတောင်ရှိလို့လေဝအမ္မာမန်ဂျာအကယဆာဝဟူဝယခရှာဖအန်တအန်ဟူတလဟာအခုတော့အသိတဲ့လူတော့ကပြေးတာအသိသားကလားအသိချင်းကျုံလို့အသိသားကလားအသိအစ္စလာမ်ကိုနားထောင်ခြင်းပြေးတာဝဟူဝယခရှာလာရတဲ့အချိန်မှလည်းသူ့ကမှဟုတ်လားကြောက်ရွံ့လာခလုတ်တိုက်မိမလားဒီဆွဲမဲ့လူမရှိမျက်စိကမမြင်ဘူးဖေးမဲ့လူမရှိမမဲ့လူမရှိအဲ့ဒါလို့အစ္စလာမ်ကိုလူချင်းချင်းနဲ့ကြောက်ရွံ့လာရရှာတဲ့
Abdullah bin Maktum jaro fa anta anhu tala atinga li deမျက်နှာလွှဲထားတယ်ကလာမှတ်ထား innaha tadhkira ဒါဟာတရားဓမ္မအဆုံးအမမျက်မမြင်သောမျက်စိမြင်သောဆင်းရဲသောချမ်းသာသောဘယင်မြင့်မြတ်သောတိုင်းလူပြည်သားသောအားလုံးတွေကလာ innaha tadhkira faman sha'a dhakara ဘယ်သူပဲဖြစ်ဖြစ်လူချင်းမှဒီဆေးကိုတော့မတော့ချင်တပါမတော့ပါဒီဥစ္စာတရားရှင်တွေအတွက်ဘယင်မင်းမြတ်လူတိုင်းအတွက်ဒီကုရ်အာန်ကျမ်းမြတ်ကိုမင်းဖတ်ချင်ဘယ်သူဖတ်ချင်မုံဆိုးမဖတ်ချင်ဖတ်ပါစေတတိသာဖတ်ချင်ဖတ်ပါစေလူတိုင်းအတွက်ဖြစ်တယ်ဖီဆူဟူဖင်မုကရမတ်မရဖူရတ်မုတဟရာဒီကုရ်အာန်ကျမ်းမြတ်ဟာလေအလုံးတန်ကုန်အပြည့်ရှိအဖို့ထိုက်တယ်အလုံးတန်မစ်ဆိုတန့်စင်နဲ့လော်မာဖူးဒီမှာမှတ်တမ်းတင်ထားတဲ့ကျမ်းတော်ဘီအိဒီဆဖရတ်ကီရာမင်ဘရရာတခါတမန်တို့မြတ်လက်ထရောက်ပြန်ဒီကုရ်အာန်ကျမ်းမြတ်ကိုရေးတဲ့ပုဂ္ဂိုလ်ရတယ်တာမန်ပုဂ္ဂိုလ်မျိုးအလွန်မတန်ပညာရှိတယ်ဂုဏ်အသေးရှိတယ်သူမုံသူမြတ်တွေကရေးတာမတသိရဟိုးအချက်ကဘာဟာတော့လဲအလွန်တန်မြင့်မြတ်တဲ့လောဟီဖာဘုဆိုတာမှတ်တမ်းတင်တာအဲ့ဒီကုရ်အာန်တာမန်ကုရ်အာန်မဟုတ် قتل الإنسان ما أكفره လူသားတေကြီးစုကပါမာရာဂျီဝါဒမီကိစ္စလာရှုကရာလူသားသိပါစီတေကြီးစုကပါ قتل الإنسان ما أكفره من أي شيء خلقه ဒီစင်တာဘုကောင်းလားမင်းကဘာနဲ့ဖန်ဆင်းထားတော့မင်းဘဝမစင်စားစားမင်းနုတ်ဖာကလာကြီးတစ်စက်နဲ့ကမင်း خلقه فقدره ثم السبيل يسره ثم أماته فأقبره ثم إذا شاء أنشره كلا لما يقض ما عمرهမင်းကဖန်ဆင်းစနစ်ရပြီးပြင်းပိုင်နိုင်ပြင်းနေတယ်ငါဖန်ဆင်းတာလူလောက်လာတဲ့တတ်ဝါကဘာမှမရှိပါ ثم السبيل يسره စဉ်းစားစမ်းအတိတ်ပဲအသိလူကအမိရဲ့ဝမ်းတွင်ခဲရခဲကူးလာအဲ့ဒီကူလာလုံးလည်းအမေကိုအာဟာရကျွေးတယ်မင်းနေနေတဲ့အမိရဲ့ကြော့တာအင်းကြီးရဲ့အချီနီလေးစဉ်းစားတာဘယ်လိုချင်းကြက်အဆင်းပြီးငါထားတော့ဘိုက်ဖောက်ပြီးငါအာဟာရကျွေးတယ်ကတော့ပြောရမီးရှိသက်ဖွားမြင်လာတဲ့အခါဘယ်လောက်ခဲရခဲစီဖွေးမြင်လာအဲ့ဒီဖွားမြင်လာတဲ့လမ်းကြောင်းကိုငါအဆင်းပြီးလွယ်လွယ်လေးမင်းကငါမွေးဖွားတယ်အဲ့ဒီဘဝလေးကိုလာဆယ်လမွေးလာတယ်သာအမိဝမ်းထဲမှာနေခဲ့တဲ့ပုံမွေးဖွားလာမှုလေးကိုမင်းစဉ်းစားလိုက်စမ်း من أي شيء خلقه من نطفة خلقه فقدره ثم السبيل يسره ولا ثم أماته تفضيل فأقبره كبرت لبولي no هو كلا لا يجي تزكى أمي وانو ما لو تلو فيلا كيا كذا ميشو تانزين فامين كليبوا لونغيبوا يوبوا إندوبوا نفيري نفينيو خلقه فقدره ثم السبيل يسره ثم أماته فأقبره ثم إذا شاء أنشره قالوا شيء بيني بيان تازي أمي بينو ما بيني كبابي بماما من سبشاني أقول تيني يو تيني يو تيني يو بيان بيرو يعني شيء تازي كلا لما يقضي ما أمره ပြုံးနေတော့ငါမင်းကိုတင်းငိမ့်နေမသွင်းသေးဘူး။သွင်းထားတဲ့လူလည်းငါမဖော်သေးဘူး။ဘာကြောင့်လို့ငါကဘာကြီးရဲ့ပြီးရဲ့ကုံမလာကတားတယ်စခန်းလေးမှာ
မင်းတယောက်ပေါ်မှာငါအမျက်ထွက်မင်းငိုငါဒေါသကြီးဟာအခုချက်ချေကရမှာမဖြစ်သေးဘူးငါအကုန်စနစ်ကြစီမှန်တာကမ္ဘာတက်တန်ကုံဆုံးတဲ့အခါကျမှမင်းကငါပြန်ပြီးတော့ရှင်ထစီမယ်အခုကမ္ဘာတက်တန်မကုံသေးဘူးငါကမ္ဘာအစီအစဉ်အများကြီးသေးကလာလမ္မာယကူဒီမာအမရာအဲ့ဒီကလည်းအောင်ရှင်ကလူသားတွေကောင်းပြီမင်းအမိဝမ်းတွင်းကနေတင်းကျန်းတွင်းကြည့်ကြည့်တယ်လောကမှာမင်းဘယ်လိုနေလို့فلينظر الإنسان إلى طعامه أنا صببنا الماء صبا ثم شققنا الأرض شقا فأنبتنا فيها حبا وعنبا وقضبا وزيتونا ونخلا وحدائق غلبا وفاكهة وأبا متاعا لكم ولأنعامكم من ساعدوني لي نيجي جوا نيسي نيمي أتين ساعدوني آيالي وسنزازاني ياري بيغايا بيتايجي غامي دي تاي چوكا بيسويا غامي دي تميندو تميندلو هندلو تميندلو هين دزون هلا بيغايا فلينظر الإنسان إلى طعامه شو بيوعين أنا صببنا الماء صبا مبوعنا جيوا طوشا ثم شققنا الأرض شقا أنه ميو أسنبي بينا بيابيرو كوي أسي فأنبتنا فيها حبا أريكما موي أتكا يوا طوشاမိလေးကအစဉ်ပြေပြေတကားတဲ့သူကအဲ့ဒီမွေးလေးကိုလက်ခံတယ်အဲ့ဒီခါမှာငါရှိမြက်ကအဲ့ဒီမိထဲမှာအစိတ်များဝါအင်းဘန်တပြက်သီးများဝကဇဘန်ဟင်းသီးရွက်ပြဝဇိုင်တူနသံဝင်းများဝနခလန်စုံလုံးသီးများဝဟဒါအီကဂူလ်ဘန်ပြလာတယ်ထူပြောလာတယ်ဥယျာဉ်ပန်းမှများခြံကြီးခြံငယ်များဝဖာကီဟတ် fruitsခင်ဗျားတို့စားသုံးနေတယ်အသီးနှံများဝအဘန်ကျွဲလွားသုံးစိတ်ကြီးစားတယ်မြက်မတာအလကုဟဲ့လူသားတွေနင်တို့စားဖို့ရောဝလီအန်အာမီကုနင်တို့ရဲ့ကျွဲလွားသုံးစိတ်ကြီးစားဖို့ပါငါလူလေလေးရှိကမာမီမစီစဉ်တာစဉ်းစားဖို့ဒီနေ့ကျွန်တော်ထမင်းတလို့လားဒီထမင်းတလို့ကဘယ်လိုရလဲကျွန်တော်ကတောင်ကြီးလေဓမ္မသားပြီးဖြစ်တော့ကျွန်တော်တို့မိပါရီဘိုးရည်ရောက်တော့မယ်ဆိုစပကြီးတွေကစဘာကိုမျိုးစဘာဆိုပြီးသက်ထားထုတ်ရပါအဲ့ဒါလေးကိုလှမ်းရလှမ်းပြီးတော့သူ့ကိုစီပိုင်းကြီးတွေစိန်ရ3ရက်လောက်ရှိတဲ့ခါကျတော့အညောင်လေးပါပါအဲ့ဒီခါကျတော့အဲ့ဒီမျိုးစဘာပြီးသက်လက်တစ်ခွက်ထဲမှာတက်တက်ရတော့ကျဲရကျဲတဲ့ခါကျမျိုးစဘာလေးတွေပေါက်တောင်စုပ်တော့တမိုက်တော့ရှိတဲ့ခါကျတော့အဲ့ဒီမျိုးလေးနှုတ်ပါနှုတ်ပြီးတော့အကုန်လုံးကိုတခါဂျပန်ခေတ်ကထွေးတဲ့စီကိုအကုန်လုံးပြိုးလုံးကြီးစီးရစီးပြီးတော့အထက်ကဖြတ်လိုက်သေးတယ်ကြီးအောင်သွေးနဲ့ရောက်နေတဲ့ခါကျတော့လေဒီညအောင်ထွန်ထားပြီးအသင့်ဖြစ်ပြီဆိုတော့ကောက်စိတ်မှခေါ်ကျွန်တော်တို့ရှိမှဆိုဖကြဲချင်းကောက်စိတ်မှဦးစီကြမ်းကြမ်းနဲ့အမလီတချင်းတွေဆိုးကဖကြဲတဲ့ချင်းမှကောက်ရင်းတို့ကြီးတွေစားပြီးတကလားကျွေးရတဲ့တထုပ်ကြီးအဲ့ဒါဖကြဲအချိန်ကစပြီးကြလားနေ့လေ7နာရီလောက်အထိပထမအချိန်ဟုတ်လားကောက်စိတ်ကြ7နာရီလောက်ကြာများရတယ်အဲ့ဒီကတော့ပြန်ဆိုင်ညနေ4နာရီ5နာရီလောက်ကြာမှာအမရီအဲ့ဒီမှာတခါတဲ့သူတို့နေဘာဝမျက်နှာနေမပြရလေအောင်မျက်နှာနေမစားလေအောင်တန်ခါခက်ကြမ်းကြမ်းလေးကြီးတကလားဥစီတီးပြီးပြန်လာငါကောက်စိတ်အဲ့ဒီကတော့2လလောက်3လလောက်ပြည့်တဲ့ခါကျတော့စပပင်းပေါ့ဒီကွဲ့မဲ့ပြီးဆိုပြီးတော့အရေးရမှာလေဒီဖြတ်ထုတ်ပြို့တော့စီထားဟာနွားရီကုတ်ပေါ်နှစ်တီရောနမရောနှစ်ကြီးရောငငယ်ရောကုတ်ပေါ်ဗါရဲအဲ့ဒါဟမ်စဘာနေရနေပြီးတဲ့နောက်မှာအဲ့ဒီစဘာတွေကိုပြန်လှိပြီးတဲ့နောက်မှာအဲ့ဒါကိုကျွန်တော်ကြည်ပဲပြတ်တယ်အဲ့ဒါလည်းမရောက်သေးဘူးထမင်းတလုံးအဲ့ဒီကတော့မှစပကြီးတွေကစဘာတို့အခုမှဆန်ဆက်တွေ rice maker အခုမှပေါ်တာကိုတို့ကတော့ကြိတ်စုံနဲ့ထဲကြိတ်
အဲ့ဒီကနေတခါမောင်းစင်နဲ့ချက်ချောင်းအဲ့ဒါပြားအဲ့ဒီစပလုံးတွေကောက်မပြီးသေးဘူးအဲ့ဒီကတော့မှအင်ကအိတ်ရှင်မကနေပြီးတကလားအဲ့ဒါကိုဆေးပြီးချင်းဦးရဲထက်အောက်ကမီးထိုးကျက်ဆူပွက်နေတဲ့ခါကြတော့မှအဲ့ဒါလေးငဲ့အထက်မီးအောင်မီးလုံးနော်အဲ့ဒီနောက်ကျတော့မှအဲ့ဒီဥပေါင်းလေးပေါ့တစ်ဖက်မှာကျွန်တော်ငပိကျက်ချက်တာအဲ့ဒီခါကျဒါလောက်ဒုက္ခအစစ်စစ်ကြော်ထွားပြီးတော့အခုကျတော့ငပိကျက်ကလေးနဲ့ဟုတ်လားမြင်ပြီးဆက်တဲ့အဲ့ဒီသမင်းလေးကိုကျွန်တော်နွေးရပါတယ်သမင်းလေးတစ်လုံးဟာလွယ်လေးနဲ့လူပါဇက်တဲ့မရောက်အဲ့ဒါကိုကုရ်အာန်ကထောက်ပြفَلْيَنْظُرِ الْإِنسَانُ إِلَى طَعَامِهِ မိသမင်းမိကြည့်أَنَّا صَبَبْنَا الْمَاءَ صَبًّا ငါမူဝရီရွာချثُمَّ شَقَقْنَا الْأَرْضَ شَقًّا မြေကိုစနစ်ပြငါအက်စီအကယ်၍အလ္လာဟ်ရှိမြတ်ကလည်းမြေမှာဒီတက်ဒီထဲမထားရင်ဒီနေ့နှစ်ပေါင်းအတိချာရှိပြီဟာကြီးဦးတင်မြတ်ဘိုးရွာချလိုက်စဘာဆိုင်ပေါက်မြေဩဇာအထူးထဲနေကြတယ်မလိုပါနော်အစင်ပြီးပြီသူကပေါ့လာဘယ်သူမှမြေကြီးကိုခွဲပြတဲ့ပုဂ္ဂိုလ်အလ္လာဟ်ရှိမြတ်တကူတော့မြေမှာဘူးဒီတက်ရှိစဘာစိလေးထဲလိုက်ဖုံးထားလိုက်အချိန်ကျရင်အကြောက်လေးထွက်အဲ့ဒီစပပင်လေးမှာဒီကြောက်လေးထွက်ဖို့ဘယ်သူကအသိပေးတာအပေါ်မှာဂဲလေးရှိသူကရှောက်ထွက်လာအမြင့်ကလေးတွေတွေ့တယ်အောက်မှာဂဲလေးတွေကျန်တယ်မားတယ်ဆိုသူရှောက်ပြီးတော့သူအမိုင်ရှောက်ရှာပြီးသူလိုတဲ့နေရာဒီရောက်သွားတယ်အဲ့တော့ဒီလူတွေပြောနေတယ်ဒီနေ့သက်မဲ့လောကဆိုတာတနည်းအားဖြင့်အသိသူအတိုင်းသွားတယ်အဲ့တော့အဲ့ဒါနဲ့အလ္လာဟ်ကငါဖန်တီးတာနင်တို့လုပ်တာနင်တို့တကူနဲ့နင်တို့အစမ်းရွယ်တော့ဓမင်းတက်လို့စားဖို့ဝေးတော့ဇပစေးလေးတစ်စိတ်တောင်ကမ္ဘာလူသားသူကြီးတရားလုံးမလုံးနဲ့ဒီနေ့မိုးပြန်မြေရှို့တယ်ဒါလည်းအလ္လာဟ်ကြီးစအဲ့ဒီမိုးပြန်မြေရှို့နေအောင်သိပ္ပံပညာတွေလောကဓာတ်ပညာတွေတက်နေတယ်ပါရူကြီးငယ်များအကုန်စုပေါင်းမိဖာရမင်းဇပစေးလေးတစ်စိတ်လောက်ထားခဲ့မလုံးနဲ့အလ္လာဟ်ကြီးစفَلْيَنْظُرِ الْإِنسَانُ إِلَى طَعَامِهِ أَنَّا صَبَبْنَا الْمَاءَ صَبًّا ثُمَّ شَقَقْنَا الْأَرْضَ شَقًّا فَأَنبَتْنَا فِيهَا حَبًّا وَعِنَبًا وَقَضْبًا وَزَيْتُونًا وَنَخْلًا وَحَدَائِقَ غُلْبًا وَفَاكِهَةً وَأَبًّا مَتَاعًا لَكُمْ وَلِأَنْعَامِكُمْ အတင်းတို့စားသုံးနေတဲ့အသီးအနှံတွေလူလီသေးရှိအရာသားဆုံးအပင်လေးတွေဆိုရင်လည်းပတ်မင်းတွေဆိုရင်လည်းအလှဆုံးအနတ်ဆုံးစားရတဲ့အသီးတွေဆိုလည်းရတာဆုံးဒါတွေကိုမင်းတို့စဉ်းစားလိုက်ငါဤကုဒရတ်ငါဤတကူတော်တွေကိုမြင်လာတယ်တရက်ဒီကဘာကြီးကပြန်ပြီးတကအကုန်လုံးကခေါ်မယ်ဒီနေ့တော့ကဘာကြီးကဟုတ်လားသူ့ခိနဲ့သူ့တိုက်ပြည်နဲ့သူအကုန်လုံးဈေးဆိုင်ကြီးပြခင်းထားပြီလားဆိုင်ဖွင့်လိုက်ပိတ်လိုက်ဖွင့်လိုက်ပိတ်လိုက်ကီယာမတ်နေ့ကျအကုန်ဆိုင်လေးကပြန်ဖွင့်မှာလူသားတူကြီးတရားလုံးတတ္တလောကတိရစ္ဆာန်လောကလူလောကအကုန်လုံးရှိမှရောက်ပါမယ်အဲ့ဒီကတော့ဆက် فإذا جاءت الصاخة يوم يفر المرء من أخيه وأمه وأبيه وصاحبته وبنيه لكل امرئ منهم يومئذ شأن يغنيه شوف عجيبة فإذا جاءت الصاخة قيامة نجا قوم عندما إسرافيل الله سمع تقولون ခရပုတ်အဲ့ဒီအမှန်ဟာဘာလို့အင်းလို့မင်းတို့ရဲ့နားတွေအကုန်ပွင့်အကုန်ပြင်းသွားမယ် فإذا جاءت الصاخة ကြပ်ပိုင်မူကန်ထော်နေပါလိအာဝတ်နားတွေပြင်းစီမယ်ပြင်းထန်လာတယ်အတန်ရောက်လာတယ် يوم يفر المرء من أخيه وأمه وأبيه وصاحبته وبنيه ဒီနေ့အမလီငါကြီးငါကူငါအမေငါဖေငါမယားငါသားတွေပြောနေတယ်တာရိုးစီကြီးမားလာတဲ့ဆွေစဉ်မျိုးဆက်အဆက်ဆက်တွေအကုန်လုံးလူတွေဟာယောမယဖီရူလ်မရူမီနိုခီလူတွေဟာ
သူ့ကိုလည်းဆက်ကြည့်လိုက်မှာဝါဦးမေသူ့မေမေလည်းဆက်ကြည့်လိုက်မှာဝါဘီသူ့ဖေဖေကိုလည်းဆက်ကြည့်လိုက်မှာဝါဆွာရီသူ့မယားကိုလည်းဆက်ကြည့်လိုက်မှာဝါဗနီသူ့မွေးထားတဲ့ရင်သွေးတွေကိုပဲဆက်ကြည့်ကိုတယောက်ကြောပြီးပြီးနေတာတို့တန်ခါညာလာကြွေးတောင်းမှလားအခွင့်အရေးတောင်းမှလားအမွေတွေများတောင်းမှလားဆိုပြီးကြလားလင်းနဲ့မယားမိဘနဲ့သားသမီးဆွေမျိုးညာတကတယောက်ကိုမတယောက်လှည့်မကြည့်နိုင်ဘူးအကုန်နဖစီနဖစီيوم يقول المرء من أخيه وأمه وأبيه وصاحبته وبنيه لكل امرئ منهم يومئذ شأن يغنيه أريني معكم نفسي كو دوينك كو أبونك بذوما تأتي لهم بذوما مجينا بذوما ثما مجانا بذوما يبانجاجك ما لما كان كو إينك نفسي فيما نفسه وجوه يومئذ مسفرة ضاحكة مستبشرة أري كبا لياسي من نجاو كبا لنادي تيجالوا نبيو بكيتو تشوف من عليه ربيوني مي تيجي لي يا بي أملنا ما يامني إما يوم نبوغوري إلا تمادي شيغر بوغوري تودو ديا بواميا ننجي جاري بوغوري أرو وجوه يومئذ مسفرة ضاحكة مستبشرة تشوف من عليه كيلين بيوني مي وانذاني مي ووجوه يومئذ عليها غبرة ترهقها قترة تشوف من عليه تشوف من عليه بوني بيني من عليه بوني مكتوبين من عليه مي إمام شيكجار amal ibadat mesti kare kau jo kau mukudu mapuamya ke jare masap ki ke jare papa ni tu makam mure man ni ke jare tarana pari na rofi kiamat ni menina di pok tarana ko liza kai sai ni Allah shi mai dore ku tu ywa pan sin ke jare taman do mye lan sin ko phawa chit da lai na chin thong ke jare pukku de ro pyung ni وجوه يومئذ مسفرة ضاحكة مستبشرة ووجوه يومئذ عليها غبرة ترهقها قترة يا من جاء تسمين هذه بيوني تسمين هذه بوي أولئك هم الكفرة الفجرة أري ينا بطي داري بقول يا يوم كافر لي نعلم ما يوجي نعلم ما نولم يوجي نعلم ما ليزا نعلم يا ولي أمو متى أري كافر لي يا مني منا نعلم إيمان يوري نعلم ما نولم إيمان يوري نعلم زعلان ميوم متى نعلم ما نولم လမ်းစဉ်ကိုလည်းဖဝါချစ်တာလိုက်တာသင်လို့ရတဲ့ပုံကိုယ်တွေကတော့အဲ့ဒီပြုံးနေတာ